ဥစားကြီးကအမဲရောင်ပေါ့ဟလားဩပပဆွဲထားတဲ့အယုတ်တွေတော့တွားပါပြီအမဲရောင်နဲ့ချဲပြီးလှတော့ပါပြီโอเคဝမ်းချံအောင်ချဲဦးဝမ်းချံချဲလို့မချဲလို့ချဲဩအဲ့ဝမ်းချံချဲတာပပကုနာမတွေ့လိုက်ဘူးပြန်ချဲပြအောင်ပြီးတော့နောက်ထပ်ဘာကောင်နောက်ထပ်3ကောင်ကျန်နေတယ်အဲ့ဒါချဲလိုက်အောင်ဘာဘေးကောင်းရင်ချဲမှာလဲ单是七个单是可以ဘာကောင်နော်ဥမချဲလိုက်လေဘာရောင်ချဲမှာတော့ဥမဆိုဘာရောင်ရှိတော့ဥမလည်းချိုင်းလို့ပဲဥမလည်းချိုင်းလို့ပဲလားအဲ့ဒါချိုင်းလို့ချဲလိုက်ပြီးတော့ဒီမှာမောင်လိတ်နဲ့ငှက်ကလေးနဲ့မောင်လိတ်ကဘာရောင်တော့အမီလုတ်ပြခြင်းနဲ့ရောင်လုတ်ပြလိုက်တေးကြည့်တော့လို့သူကဘယ်နည်းဘေးရောင်ဖြစ်ပြီးသူကလုံးနိုင်ဘေးရောင်ဖြစ်ပြီးလုတ်လို့ရတယ်โอเคအဲ့ဆိုသမီးလုတ်လိုက်ဘေးရောင်လုံးမှာတေးကြည့်တော့လို့အတက်ကြီးသွားပြီအတက်ကြီးသွားလို့ဘေးရောင်ဖြစ်ပြီးလုတ်နိုင်တယ်အဲ့ဆိုသမီးလုတ်လိုက်သမီးလုတ်ခြင်းနဲ့ရောင်လို့သူ့မှာဒါပေမဲ့သူကဟိုဝေးပုံမှာသူ့အေးအကြီးတော့သူ့ရဲ့ကြောက်သွားလို့ရတယ်အဲ့ဆိုလုတ်လိုက်အဲ့ဆိုမောင်လေးကိုရင်ချဲဥစားကြီးနဲ့အပြည့်ပြန်တော့ဘုရနိုင်တော့ဥစားကြီးနဲ့မောင်လေးနဲ့မောင်လေးကဟုတ်လားမောင်လေးကနိုင်တော့တယ်ဥစားကြီးကဘာလုပ်နေလို့ရောက်တော့သူကရောက်တာရောက်တာတော့ရောက်တယ်ဒါပေမဲ့မောင်လေးကရင်ရောက်သွားတယ်လေဥစားကြီးကဘာလို့ရှုံးသွားတာဥစားကြီးအိတ်လိုက်လို့အပြတ်ရောင်လေးလားမောင်လေးကသူတခါသူဒီလိုရောက်လေးလားဟုတ်လားသူတခါကျသူတခါသူလေးတခါကြိုက်တာလေးပဲလားဟုတ်လားမောင်လေးပြီးလို့ရှင်တခါငှက်လေးကိုချစ်လိုက်အောင်ငှက်လေးဘာရောင်တော့ငှက်လေးကတကြီးလေးပဲသူကကဲလေးဖြစ်သွားလို့သူကကဲလေးဆိုတာဘာပြောရလဲသိလားမတည်ဘူးပြောပြမှာပေါ့ကဲလေးဆိုတာဘာလေးတော့ကဲလေးဆိုတာတိုင်းလို့ပဲမောင်လေးလို့သူတို့ဇာကြီးဖြစ်မောင်လေးဖြစ်မဖြစ်ဝမ်းကျဖြစ်သူကအကြီးဖြစ်သွားဟုတ်လားအကုန်ကတုံးသားကြီးပဲလေအကုန်လုံးတုံးသားကြီးတွေပဲဟုတ်လားခြေပြီးလက်ပေါ့နောက်ဆုံးငှက်လေးပြကျန်တော့တယ်တုံးသားကြီးတွေအကုန်ခြေပြီးသွားငှက်လေးကဘာရောင်လေးချင်မှာသူလည်းပြေအောင်ပြီးလုံးလို့ရတယ်ဘေးရန်ဖြစ်လှုပ်လို့ရတယ်လှုပ်လို့ရတယ်လှုပ်ပေါ့လှုပ်ဘေးရန်နဲ့လှုပ်မှာလှုပ်လှသွားပြီကြည့်ပါဦးအရောင်လေးကိုထွက်တော့ပဲကွာဟိုတို့တယောင်တည်းမဟုတ်ဘူးငှက်လေးရောင်စုံလေးပေါ့ဒီဥစ္စာဘာလဲမူရာဆာကီနဲ့ခုနအော်ရင်နဲ့ဒါပါလဲအော်ရင်ဂျင်နဲ့အာဟိုးနဲ့ရောင်စုံလေးဖြစ်တယ်လှတော့တော်လိုက်တာဗျာငှက်လေးမြမိုက်တယ်ကွာလှလိုက်တာကွာဟိတာချန်မိုက်တယ်ဟေးတော်တယ်ဟေးနော်မရှိတော့ဘူးလေပပဆွဲပြငါးပုံနဲ့နောက်တော့မရှိတော့ဘူးနောက်နေ့မှလည်းဆက်ဆွဲဘာရုပ်ဆွဲပြရမှာ